အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စီစဉ်တင်ဆက်သူချာလီဖြစ်ပါတယ်ခင်ဗျာဒီနေ့တော့ကျွန်တော်တို့ကထုံးဘဲကိုသွားမှာဖြစ်ပါတယ်ဒီဖုန်းကြောင်းရဲ့နာမည်ကတော့ Wat An Thong လို့ခေါ်ပါတယ်ခင်ဗျာကဲအားလုံးဖျားဖူးသွားကြရအောင်ဒီဖုန်းတော်ကြီးကြောင်းကတော့ကထုံးဘဲဈေးနဲ့တအားကြီးလည်းမဝေးပါဘူးစိတ်အေးချမ်းသာစွာဖျားဖူးရမယ့်နေရာလေးတစ်ခုလို့ပြောလို့ရပါတယ်တစ်ပင်ကြီးတွေရဲ့လှပတဲ့ကျောင်းတော်ကြီးတွေရဲ့စုံလင်စွာရှိရဗျအရန်ကိုလှပတဲ့ကျောင်းတော်ကြီးလည်းဖြစ်ပါတယ်ကျောင်းတော်ကြီးကတော့ချောင်းကမ်းနားဘေးမှာရှိတဲ့အတွက်လေငင်းလေးခံပြီးတော့ငါးစာကျွေးလို့လည်းရပါတယ်နောက်တစ်ခုကတော့ဓာတ်ပုံရိုက်ဝါသနာပါတဲ့သူတွေအတွက်တော့ပန်းကင်းလည်းရှိပါသေးတယ်ဒီနေ့တော့ကျွန်တော်ရောက်တဲ့ချိန်ငါးစာကျွေးတဲ့လူမရှိသလောက်ပါပဲလူလည်းရှင်းနေဗျဒီနေ့တော့ဖျားလေးဖူးကြီးလေငင်းခံကျင်တယ်ဆိုလို့ရှိရင်တော့ဒီဖုန်းကြီးကြောင်းလေးကိုသွားလဲဖို့မမင်းနဲ့တော့ကျွန်တော်အောက်မှာတင်နေရလေးချတာပြီမယ်နောက်ဗီဒီယိုများမှာပြန်ပြီးဆုံကြရအောင်အားလုံးဘိုင်ဘိုင်